Okay အတန်ကိုဘယ်လိုခေါ်လဲ တာဆူရာ ဆူဝါရာ ဆူရာ ဆိုတာအတန်နောက်အတန်တစ်မျိုးကဘယ်လိုခေါ်သေးလဲ နောက်တာက ဘူ ဘူကြီး ဘူညီ ဘူကြီး ဘူညီလို့လည်းခေါ်တယ်ဆွာရလို့လည်းခေါ်တယ်ဆွာရဆိုတာရိုးအတန်နော် box ပေါ့ဟွာတော့ဘူညီကတော့ဘယ်လိုပြောမလဲ sound နော် sound box တွေနဲ့လောက်ထားတဲ့အတန်တွေ sound တွေနဲ့လောက်ထားတဲ့အတန်ထားပါတော့နော်ဒါဆိုရင်ဘူညီဥမာအလန်းနေပေးတာတို့နော်ထမင်းစားခြင်းအလန်းပေးတာတို့ဆိုလဲဟာဘူညီနော်ဆိုတော့ဘူညီကနော်အတန်ဟိုဟာဖြစ်ပြီလားပေါ့နော်โอเคနောက်တစ်ခုဟုတ်လားတချင်းဆိုတာဘယ်လိုလဲ နေနေ ဟဲ့ ညာညီ 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 နော်တချင်းဆိုတာပါတော့ ညာညီ ညာညီဘိုးလေးညာညီကနော်တချင်းဆိုတတ်တလားဟုတ်လားနောက်ကလာကဂျို ဘူချက် ဂျိုကက် ကတ် ဂျိုဂက်ဂျိုကက်ဆိုတာ ကတ် ကာတာ ဒတ်စ် နော် dance ကာတာနောက်လှုပ်ဘယ်လိုပြောမလဲလှုပ်ပြီးတော့ကာတာလှုပ်တာတွေကာတာ ကိုရ နော် shake တာတွေပေါ့အဲ့ဒါဆိုရင် ကိုရ ကိုရန်နော်ကိုရန်ဆိုတာကာတာလှုပ်ပြီးတော့ကာတာနော်အင်္ဂလိပ်လိုဆိုတော့ shake နော်အဲ့လိုပုံစံမျိုးပေါ့ okay